အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Ghost Cat Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုအောင်ထွန်းတယောက်အလုပ်ကိစ္စအရေးကြီးလို့ည7 နာရီခွဲမှနေကိုကိုယ်တိုင်ဆင်းရဖို့ဖြစ်လာပါတော့တယ်ရန်ကုန်မန္တလေးလမ်းဟောင်းတိုင်းမောင်းပြီးတွားနေတဲ့ကိုအောင်ထွန်းရဲ့ကားကလေးဟာလဲကူမြို့နယ်အကျုံမှာဆက်ချုပ်ရင်မှုဖြစ်လာပါတယ်မိုးကလည်းတက်တက်မဲမဲရွာနေတာကြောင့်ရှင်းမြင်ခွင့်တွေကဝေဝါးပြီးတေချာမမြင်ရဘူးဖြစ်နေတာကြောင့်ကိုအောင်ထွန်းကကားကိုလမ်းဘေးမှာချရလိုက်ပါတယ်။ဟာကွာအရေးကြီးပါတယ်ဆိုမှဒီအချိန်မှပဲဖြစ်ပြန်ပြီ။အောင်ထွန်းလည်းကားပေါ်ကဆင်းပြီးဘောနက်ဖုံးကိုဖွင့်ကြည့်ပေမဲ့ဘာမှလုပ်လို့မရပဲတိုင်ပတ်နေပါတယ်။လမ်းမကိုကြည့်လိုက်တော့လဲမောင်အတိကျနေပါတယ်။ဖုန်းလိုင်းကလည်းမရှိဟိုဒီရှာကြည့်နေတော့မှပဲလမ်းဘေးကတောအုပ်လေးကြားရကနေထွက်ပေါ်လာတဲ့လမ်းတွေလေးတစ်ခုကိုသူတတိထားမိလိုက်ပါတယ်။အဲ့ဒီလမ်းအဆုံးမှာမိန်ဖြော့ဖြော့မီးအောင်လေးတစ်ခုကိုမြင်လိုက်ရတော့ကိုအောင်ထွန်းတယောက်ဝမ်းတာအားရနဲ့ဖုန်းမီလေးထွန်းပြီးသွားလိုက်ပါတော့တယ်။တော်သေးတာပေါ့ကွာလူနေအိမ်နဲ့နေလို့အကူညီရမလားတွားကြည့်အောင်ပါပဲ။တယောက်တည်းရေးရင်းနဲ့သူဟာဖုန်းမီလေးကိုကင်ပြီးထိုလမ်းထဲကိုခြေချလိုက်ပါတယ်။လမ်းတစ်လျှောက်မှာလဲရွှွန့်ပွက်တွေနဲ့ပြင်းနေပါတယ်။ထူးဆန်းတာကလမ်းထဲရောက်လေအပြင်ကမိုးတံတွေကတိတ်သွားပြီးပတ်ဝန်းကျင်က6ကက်ကက်နဲ့အေးဓာတ်တစ်ခုဟာခန္ဓာကိုယ်ကိုစိတ်ဝင်လာတာပါပဲ။လမ်းရဲ့အဆုံးမှာတော့နှစ်ထပ်ပြင်တော်အင်ကြီးတစ်လုံးကိုမြင်နေရပါတယ်။အိမ်ကအိုမင်းဟောင်းနှမ်းနေပြီးခြံဝင်းထဲမှာညောင်ပင်ကြီးတစ်ပင်ကအိမ်ခေါင်မိုးကိုအုပ်မိုးထားပါတယ်။အိမ်ရှိမှာတော့ဖျောင်းနိုင်ပြီးမမိန်လေးကလင်းထိန်နေပါတယ်။ကိုအောင်ထွန်းလဲအင်ရှင်တို့လူရှိပါလားပြို့ကားပြက်လို့အကူကြီးတောင်းကျင်လို့ပါပြို့အင်ရှင်တို့အောင်ထွန်းကအော်ပြောလိုက်ပေမဲ့ပြန်ထူးတံကတော့မကြားခဲ့ရပါဘူးဒါပေမဲ့အိမ်အပေါ်ကဗရင်ပေါက်ကနေပြီးတော့တစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားနေရပါတယ်ဒါကြောင့်ကိုအောင်ထွန်းကဖုန်းမီးနဲ့ထိုးကြည့်လိုက်တော့ဘာမှရှိမနေပါဘူးဒါပေမဲ့ဗရင်ပေါက်မန်တွေပေါ်မှာလောက်ဝါရအညစ်အကြေးတွေကတော့အထင်သားနဲ့ရှိနေပါတယ်။ကိုအောင်ထွန်းလဲနည်းနည်းတော့ကြောချမ်းသွားတာပေါ့။တက်တီကိုမွေးပြီးတော့သူအိမ်တကားကိုထပ်ခောက်လိုက်ပါတယ်။ထူးဆန်းစွာပဲကြောက်ခနဲဆိုပြီးတော့တကားကအလိုလိုပွင့်သွားပါတယ်။အိမ်ထဲကနေပုတ်အနက်တစ်ခုထွက်လာတာကိုလဲကိုအောင်ထွန်းကခံစားရပါသေးတယ်။ကြွက်တွေပုံနှံ့ထက်အိုပြင်းပြီးအသားတစ်ခုခုပုတ်နေတယ်လို့အနက်မျိုးဖြစ်နေပါတယ်။အိမ်ထဲကနေဖျောင်းနိုင်ကင်ထားတဲ့ခါကုန်းကုန်းအဖွားအိုကြီးတယောက်ကထွက်လာပါတယ်။သူမရဲ့မျက်နှာကအရေးပြားတွေဟာတွန့်လိမ့်နေပြီးမျက်လုံးတွေကဖြူဖြော့နေပါတယ်။သူမဝတ်ထားတဲ့အင်ဂျီကရှေ့ခက်ကအမျိုးသမီးတွေဝတ်တဲ့ဝတ်စုံမျိုးပြ။အဲ့ဒါထင်တယ်။လာပါမိုးရွာတဲ့ဒုက္ခရောက်နေတာလား။ဟုတ်ကဲ့အဖွားကျွန်တော်ခီးတွားရင်လည်းဟိုဘက်လမ်းထိပ်မှာကားပြက်နေလို့ပါဖုန်းလိုင်းကလည်းမရမီးလည်းမမြင်ရနဲ့မို့အဖွားစီမများဖုန်းဆက်လို့ရညာမီးအလင်းမြင်တာနဲ့ကျွန်တော်ဆင်းလာကြည့်တာပါဒီမှာဖုန်းမရှိဘူးကွယ်ဖုန်းလိုင်းလည်းဒီနေရာကမမိပါဘူးကွယ်လာပါမိုးဆဲအထိခဏနားပါဦးသမင်းရောစားပြီးပြီလားအဖွားအိုကြီးကအတင်းပြင်ထားတဲ့သမင်းဝိုင်းစီကိုအောင်ထွန်းကိုခေါ်သွားပါတယ်။သမင်းဝိုင်းစီမှာအင်းကအနီအောင်ရင့်နဲ့အင်းရတစ်ခွက်ရှိနေပါတယ်။အောင်ထွန်းလည်းဗိုက်စာနေတာမို့မထူးတော့ဘူးဆိုပြီးဝင်ထိုင်လိုက်ကတစွန်းခတ်စားလိုက်ပါတယ်။အဲ့ဒီလိုစားလိုက်တဲ့အချိန်မှာပဲညီစွတ်စွတ်ရတာနဲ့ထူးဆန်းတာမျိုးကိုအောင်ထွန်းခံစားလိုက်ရပါတယ်။သူတေချာငုံကြည့်လိုက်တော့ဟင်းပကံထဲမှာလူလက်တဲကုန်တစ်ခုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာကိုအောင်ထွန်းရဲ့ကြောတဲ့အထိစိတ်တက်သွားတဲ့အေးဓာတ်ကြောင့်သူဟာရုတ်တရက်ထိုင်ရာကနေထမိလိုက်ပါတယ်။ဘာကျွန်တော်တွားတော့မယ်။တခြားအိမ်အောင်ထွန်းလည်းအိမ်ပြင်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့လူဝင်လာကတော့ဖွင့်ခဲ့တဲ့တကားဟာယောက်ျားအားနဲ့တွန်းဖွင့်လို့မရနိုင်အောင်ကိုမှခိုင်မာပိတ်ထားရတယ်။အပေါ်ဓာတ်ကတဒုံးနဲ့ပြေးလွှားတန်တွေသူကြားလိုက်ရတော့တယ်။ကလေးငယ်တယောက်ရဲ့ငိုးရန်ပြီးတော့အမျိုးသမီးတယောက်ရဲ့အော်ဟစ်တဲ့အတန်း
မင်းဘယ်သူကလွတ်ပေးမယ်ပြောလို့လဲအဖွားကြီးရဲ့အတန်ကခူးနာကလို့မဟုတ်တော့ပဲယောက်ျားကြီးတယောက်ရဲ့အတန်လို့ဩဇာပါပြီးကြောက်စရာကောင်းလာပါတယ်အောင်ထွန်းကဘုံမီနဲ့အိမ်အနှံ့ကိုလိုက်ထိုးကြည့်လိုက်တဲ့အခါအိမ်နံရံမှာတွေးတွေနဲ့ရေးထားတဲ့စာသားတွေကိုတွေ့လိုက်ရပါတယ်ကဲဒါပါကျမတို့တက်ပြီးစားနေတယ်ထိုအချိန်မှာပဲအပေါ်ထက်လေကားကနေတွေးတန်ရဲရဲနဲ့ခေါင်းမပါတဲ့ကိုလုံးကြီးတစ်ခုဆင်းလာပါတယ်ဖွာကြီးကတော့ပါဇက်ကြီးကိုနရွက်အထိဖြဲပြီးရေမောနေပါတယ်သူမရဲ့တွားတွေကတရိတ်ဆန်တွေလိုခြုံထက်နေပါတယ်အောင်ထွန်းကတကားပေါက်ကိုအတင်းဆွဲဖွင့်နေပေမဲ့တကားဟာကြောက်တားလိုပဲခိုင်မြဲနေပါတယ်လက်ကင်ဘူးဟာဆိုရင်ရေခဲတဲ့ပူအေးဆက်နေပြီးအပြင်ကနေတော့ခတ်ထားသလိုမျိုးမဟုတ်ပဲတစုံတူကတစ်ဖက်ကနေအားနဲ့ဆွဲထားသလိုတုံခါနေပါတယ်ဖွင့်စမ်းတကားကိုအခုဖွင့်ပေးစမ်းပါဗျာသူတကားကိုပခုံးနဲ့တိုက်လိုက်တယ်ခြေထောက်နဲ့ကန်တယ်ဒါပေမဲ့အိမ်ဦးကြီးကတုံ့ပြန်တဲ့အနေနဲ့ဝုန်းကနေတုံခါသွားပြီးအပေါ်ဓာတ်ကနေဖုံမုံတွေကျွေကျလာပါတော့တယ်ထိုစဉ်မှာပဲဖျောင်းနိုင်မိတဲ့အားလုံးကဝုန်းကနေငိမ့်သွားပြီးအိမ်ထဲမှာအမောင်တို့ကလွမ်းမိုးတွားပါတော့တယ်အမောင်ထဲမှာအောင်ထွန်းရဲ့ဖုန်းမီလေးတစ်ခုကအားကိုးရအနေနဲ့ဖြစ်နေပါတယ်သူကဖုန်းမီကိုဟိုဘက်ဒီဘက်ထိုးကြည့်လိုက်တဲ့အခါအစောကသူထိုင်ခဲ့တဲ့ထမင်းဝိုင်းမှာအဖွားကြီးကမရှိတော့ပါဘူးဒါပေမဲ့ထမင်းစပွဲပေါ်မှာတော့တွေးစင်းရှင်တွေစီးကျနေပြီးသူ့ရဲ့စားလက်စပကံထဲမှာဆိုရင်လူလက်ချောင်းတစ်ချောင်းကတွန့်လည်လှုပ်ရှားလာတာကိုတွေ့လိုက်ရပါတယ်သူကအိမ်ပြင်ဘက်ကိုထွက်ပေါက်ရလို့ရညာအနောက်ဘက်မိဖို့ကြောင်ဘက်ကိုပြေးထွက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မိဖို့ကြောင်နဲ့ရောက်တဲ့အခါသူမြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့်အော့အန်မီတော့မလို့တောင်ဖြစ်သွားခဲ့ရပါတယ်မျက်နှာချက်မှာအသားတုံးတွေကိုတန်ကြိတ်တွေနဲ့ဆွဲထားတာကိုတွေ့လိုက်ရပါတယ်တားတုံးတွေကတမန်အသားတုံးတွေမဟုတ်ပါဘူးဖြူဖြော့ပြီးတော့တွေးဆုပ်ထုတ်ခံထားရတဲ့လူချက်တော့တွေလူလက်မောင်းတွေဖြစ်နေပါတော့တယ်တစ်ဆက်တည်းမှာပဲနိုင်ရံမှာကတ်ထားတဲ့ဗီဒီယိုဟောင်းကြီးတွေကနေတောက်ဆိုတဲ့အတန်ကြားလို့ဖုန်းမီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့ဗီဒီယိုထဲမှာကလေးငယ်တယောက်ရဲ့ဦးခေါင်းကသူ့ကိုစိုက်ကြည့်နေပြီးအဇက်ကနေတွေးပွက်တွေထွက်နေတာကိုမြင်လိုက်ရပါတယ်你嘞，哪路啥开了嘛？အဲ့ဒီကောင်းပြက်ကစကားပြောလိုက်တဲ့ဟာအောင်ထွန်းရဲ့နားထဲမှာနေမကပဲအုံနောက်ထဲထိတိုးဝင်သွားပါတော့တယ်အောင်ထွန်းလဲကြောက်လုံးလို့ဘာလို့ဘာကန်ရမှမတိတော့အောင်ဖြစ်နေပါတော့တယ်ရုတ်တရက်မောင်ထဲကနေအရှူးရှူးနဲ့အသက်ရှူတဲ့ညီတစ်ခုကထွက်ပေါ်လာပါတယ်တမ်းမီးရောင်အောက်မှာအဖွားကြီးရဲ့ပုံစံကပြောင်းလဲနေပါပြီသူမရဲ့ခါကဇွန်တုပ်လိုကုန်းနေပြီးလက်ချောင်းတွေကတပေလောက်ရှည်ထွက်နေတဲ့လက်တဲမမဲကြီးတွေဖြစ်နေပါတယ်မျက်လုံးတွေကတော့အယောင်မရှိတော့ဘဲနဲ့ဟောက်ပက်ကြီးဖြစ်နေပါတယ်အရာတာရှိရလားငါမြင်အတားအရာတာရှိရလားဖွားကြီးကလေချောင်းတန်ကြီးနဲ့မေးလိုက်ပြီးတော့ခုံအုပ်လိုက်ပါတယ်အောင်ထွန်းကဘေးကိုရှောင်လိုက်ပေမဲ့အဖွားကြီးရဲ့လက်တွေကသူ့ပခုံးကအင်ဂျီစားကိုကုတ်ဆွဲသွားတာကြောင့်ထိုနေရာကနေပြီးတော့တွေးတွေပန်းထွက်လာပါတယ်နာကျင်မှုကအယိုးတဲ့အထိစိမ့်တက်သွားတယ်သူလဲအိမ်ပေါ်ဓာတ်ကိုပြေးတက်ခဲ့တယ်လေကားထစ်တွေကနင်းလိုက်တိုင်းတွေးတွေအိုင်ထွက်လာပြီးချောကြည့်နေတာကြောင့်လဲကြောက်မလို့ဖြစ်ခဲ့ပါလေတယ်အပေါ်ဓာတ်ကအခန်းတစ်ခန်းထဲကိုဝင်ပြေးပြီးတကားကိုကြက်ထိုးကပိတ်လိုက်ပါတယ်သူကပြေးရလုံးလို့ကြောက်တာကြောင့်ရောအလွန်အားကုန်နေပါပြီဒါပေမဲ့အဲ့ဒီအခန်းထဲမှာလဲသူတယောက်တည်းဟုတ်မနေပါဘူးကရင်ပေါ်မှာအဝတ်စားစွတ်စွတ်ပြန့်နေအမျိုးသမီးတယောက်ကသူ့ကိုကြောပိတ်ပြီးထိုင်နေပါတယ်ဟာလူရှိတာပဲအမကျွန်တော်ကိုကဲပါဦးအောက်မှာလူတက်ဓမ္မကြီးလိုက်နေလို့အောင်ထွန်းကအနားတွားပြီးပခုံးကိုကင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီမိန်းမကလေပင်ကို360ဒီဂရီလဲကြည့်လိုက်ပါတယ်သူမရဲ့မျက်နှာကအရေးပြားတွေမရှိတော့ပဲနေရဲနေတဲ့အသားမြင်တွေနဲ့အားကိုဘသူကဲမလဲဆိုပြီးပြောလာကအောင်ထွန်းရဲ့လေပင်ကိုအားနဲ့ညှစ်လာပါတယ်အောင်ထွန်းကအတက်ရှူကကြက်လာပြီးမျက်လုံးတွေပြာဝေလာပါတယ်ထိုစဉ်မှာပဲအခန်းတကားကိုအပြင်ကနေအဖွားကြီးကပစိန်နဲ့ထုခွဲလိုက်တဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ထွက်ခဲ့ဇန်တွေနေနေလေးတောင်းရဖို့ငါစောင့်နေတာကြာပြီဖွားကြီးကတကားကိုဖောက်ပြီးခေါင်းကြီးပြူထွက်လာပါတယ်လူမရဲ့ပါဇက်မှာလူတွားတွေမဟုတ်ပဲ
ငမန်းတွားလိုအထက်ထက်နဲ့တွားချွန်ချွန်ကြီးတွေကိုမြင်လိုက်ရတဲ့အခါတေဘေးဟာလက်တကန်းအလိုမှာရှိနေတာမှန်တတိပြုမိလိုက်ပါတယ်အောင်ထွန်းကဘေးနားကမန်တင်ကုန်းပေါ်မှာရှိတဲ့ဖန်ပလင်းတစ်လုံးနဲ့တူလေပင်ကိုညှက်ထားတဲ့ဝိညာဉ်ရဲ့လက်ကိုအားကုန်ရိုက်ချလိုက်ပါတယ်ဒီတရေမဟာအော်ဟစ်ပြီးပျောက်ကွယ်သွားတဲ့အချိန်မှာပဲအဖွားကြီးကအခန်းထဲကိုကျူးကျော်ပြီးဝင်ရောက်လာပါတော့တယ်သူကနောက်ဆုံးအားကိုတုံးပြီးပဒင်းပေါက်စီကိုပြေးလိုက်တယ်ပဒင်းပေါက်မန်ချက်တွေကိုလက်တီးနဲ့ထိုးခွဲလိုက်တော့မန်စတွေကသူ့လက်မောင်းတွေကိုစိုက်ဝင်သွားပါတယ်ဒီနာကျင်မှုကိုတော့ဂယုမဆိုင်နိုင်အားပဲနှစ်ထပ်တိုက်အပေါ်ကနေအောက်ကရှွန့်ပွက်အိုင်တွေကိုခုန်ချလိုက်ပါတော့တယ်အောက်ရောက်တော့ခြေထောက်ကလဲသွားပေမဲ့အောင်ထွန်းကရက်မနေပဲနဲ့ချက်ချင်းပဲထပြေးလာပါတယ်နောက်ကိုလဲကြည့်လိုက်တော့အိမ်ပေါ်တဲ့ပဒင်းပေါက်မှာအဖွားကြီးကတွေးတန်ရဲရဲနဲ့ရက်ကြည့်နေပြီးအောင်ထွန်းကိုခေါ်နေပါတယ်နောက်တစ်ခါပြန်လာခဲ့အောင်လေဟာ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 အဲဒီရေရန်ကြီးကမိုးရန်တွေကြားထဲမှာဟိန်းထွက်နေပြီးအောင်ထွန်းလမ်းမကြီးပေါ်ရောက်တဲ့အထိနားတွေကမထွက်တော့ပါဘူးအောင်ထွန်းလည်းကားနာအရောက်မှာအတိစိတ်တွေမရှိတော့ပဲမေ့လဲကျသွားပါတော့တယ်ဟုတ်ကဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျာတငယ်ချင်းတို့လည်းလမ်းခရီးမှာတခုခုအစင်မပြေဖြစ်လို့ထူးဆန်းတဲ့အိမ်ဦးကြီးတွေတွေ့ရင်ဘာမှမစိုးစမ်းမစင်ရင်မဲနဲ့စွတ်ကြီးအတင်းဝင်ပြီးတော့မေးရဲသေးလားဗျာကျွန်တော်ကတော့တော်တော်ကြောက်သွားပါပြီဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲနားထောင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Ghost Cat Channel လေးကို Subscribe နဲ့ Notify Bell လေးနှိပ်ပေးထားဖို့မမေ့ကြပါနဲ့နော်ကျွန်တော်ပြောပြတဲ့အကြောင်းအရာများကိုဝေဖန်အကြံပြုလိုတာရှိရင်လည်း comment မှာဝင်ရေးပေးသွားကြပါအောင်နော်အားလုံးပဲ6ချားစရာညံ့ချမ်းလေးဖြစ်ကြပါစေဗျာ